မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓဟူးနေ့တင်ဆက်နေကြဖြစ်တဲ့အောင်ဆောင်မွန်စကားဝိုင်းနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမကတော့ရွှေကြီးပါမင်္ဂလာပါခင်ဗျကျွန်တော်ရဲထွက်ပါခင်ဗျာတောင်သူဦးကြီးတို့နဲ့ဆက်ဆရာတို့ရေထွန်ဆက်အနောက်မှာ rotary မြေဖောက်ကုန်ချိတ်ပြီးမြေမွေတဲ့အခါအင်ဂျင်အားကို rotary စီကိုပြောင်းပေးရတဲ့ joint တန်ဒီ video shape တွေကျိုးသွားတာတန်လိုင်းတွေလိမ်သွားမျိုးကြုံမှုကြမှာပါ joint တန်အစ်စ်လဲတဲ့အခါဆက်နဲ့မကိုက်ညာမျိုးကိုတက်မိမယ်ဆိုလို့ရှိရင်ခဏခဏပြန်ကျိုးတတ်ပါတယ်ဒီနေ့မှာတော့ video chef အစ်စ်လဲတော့မယ်ဆိုရင်မဖြစ်မနေကြည့်ရမယ့် site အတိုင်းတာတွေနဲ့ထိမ့်သိမ်းနည်းတွေအကြောင်းကိုဒီကကိုရဲထွန်းနဲ့တူဆွေးနွေးပေးသွားမှာပဲဖြစ်ပါရဲ့ရှင်မင်္ဂလာပါကိုရဲထွန်းဟုတ်ကဲ့ဗျဟုတ်ကဲ့ဒီညီမတို့စက်ပိုင်နေခင်ဗျာလေနော်စက်ဝင်နိုင်နေဆိုတာနဲ့မပြီးသေးပြန်ဘူးဒီစက်နဲ့ကိုက်နေတဲ့အပုပ်ပစ္စည်းတွေကိုသိထားဖို့ကလည်းလိုသေးရဲ့ရှင်မှန်ပါပေါ့ဗျအဲ့တော့ဒီနေ့မှာဒီလေထဲမှာ rotary ဆွဲတဲ့အခါ joint နဲ့ပေါ့နော်ဘာလို့ခဏခဏကျိုးတတ်တာလဲဆိုတာလေးကိုသိချင်ပါရဲ့ရှင်ဟုတ်ကဲ့ပါအဓိကအားဖြင့်ကတော့ကျွန်တော်တို့ဒီအချက်နှစ်ချက်ရှိတယ်ပေါ့ရွှေရဲ့ကျွန်တော်ပထမအချက်ကတော့ဒါအလျားမကိုက်တာအလျားဘာမကိုက်တာလဲဆိုတော့ကျွန်တော်တို့ rotary ခုံရှိတယ်ဒီ rotary ခုံကကျွန်တော်တို့အပေါ်ကိုမြှောက်တိုက်တာဒါမှမဟုတ်အောက်ကိုချလိုက်တဲ့အခါမှာဒီ joint တန်လို့ခေါ်တဲ့ဒီအစိတ်အပိုင်းလေးကကျွန်တော်အထဲကိုကျုံဝင်ဆွဲဆန့်တာဒီလိုမျိုးလေးတွေသူကလိုက်ပြီးတော့လုပ်ပေးရတယ်တကယ်လို့ဒါဆိုတော့ဒီ joint တန်ကအလျားအရန်ရှည်လွန်းနေတယ်ဆိုပါတော့ဗျာအဲ့လိုအလျားအရန်ရှည်လွန်းနေတယ်ဆိုရင်ဒါကျွန်တော် rotary ကိုမြှောက်လိုက်တဲ့အခါမျိုးမှာဒါသူကအချင်းချင်းသွားပြီးတော့ထောက်ပြီးတော့ဒါဟို joint တန်ကကွေးပြီးတော့ကျိုးသွားတတ်တယ်တူလုံးရင်လည်းမကောင်းဒါတူလုံးနေတယ်ဆိုရင်လည်းဒါဘယ်လိုပြောရမလဲ rotary အောက်ကိုချလိုက်တဲ့အခါမျိုးမှာဒီဟို joint တန်ပြုတ်ထွက်သွားတာမျိုးတွေဒါဖြစ်တတ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါဆိုအရှိမကိုက်တာနဲ့ဒီအတင်ချမှာတယ်ကျိုးတာတွေပြုတ်တာတွေဖြစ်တတ်တာကိုဒုတိယတစ်ချက်ကရောဘာများဖြစ်မလဲရှင်ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ဒီချက်ချီကခွာဆိုဆိုင်နဲ့ဒါတန်သားပါပဲတော့ဒီထုံးစက်တစ်စီးမှာဆိုရင်ဒါသူ့ဆက်ရဲ့ဒါမြင်းကောင်ရဲ့အားနဲ့ဒါမကိုက်ညီတဲ့မညီမျှတဲ့ပေါ့ဗျာဒါ joint တန်အသေးစားလေးတွေကိုဒါကျွန်တော်အသုံးပြုခဲ့မိမယ်ဆိုရင်ဒါဝန်အကြီးကျယ်ပြီးတဲ့အခါမှာဒီချက်ချီကဘောတွေကတော့ဒါကြေမွသွားတတ်တယ်ပေါ့ဗျာအဲ့ဒါကြောင့်မလို့ဒါချက်ချီက site ကိုရွေးချယ်တော့မယ်ဆိုရင်ဒါသူ့ဆက်နဲ့ကိုက်ညီမဲ့သတ်မှတ်ထားတဲ့လုံထားအတိုင်းပေါ့ဗျာတော့အတိုင်းအတာအတိုင်းကိုဒီချာလေးဒါဟိုစနစ်တကျရွေးချယ်ဝယ်ပြီးတက်ဖို့တော့လိုပါတယ်ဟုတ်ကဲ့ပြီးတော့လေဒီဆက်ဆရာတွေနဲ့တောင်သူတွေအနေနဲ့ပေါ့ဒီ joint တန်ကိုရှေးရှေးခံအောင်လို့ဘယ်လိုမျိုးထိမ့်သိမ်းရမလဲရှင်ဟုတ်ပါမရှိရေကျွန်တော်ဒီထိမ့်သိမ်းနည်းတွေကတော့အများကြီးရှိရပေါ့နော်ဒါ idea မှာကျွန်တော်အချက်နှစ်ချက်ကိုတော့ဒါကောက်လုပ်ပြီးကျွန်တော်ပြောပြပေးခြင်းတယ်ဒါပထမတစ်ချက်ကတော့ကျွန်တော်ဒီ joint တန်အလဲကဒါတန်လိုင်းဆွတ်တဲ့နေရာတွေမှာဒါချောစီကိုပုံမှန်လေးထိုးပေးရမယ်ပုံမှန်လေးကျွေးပေးရမယ်ဒါမှသာကျွန်တော်ဒီအနှိမ့်အမြင့်လုပ်တဲ့အခါမျိုးတွေမှာဒါအဝင်အထွက်ကဒါချောမွေ့နေပြီးတော့ဒါဟိုတန်ကြီးမတက်မှာပေါ့ဗျာဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ဒါဘေးကချက်ချီကဘောတွေကိုဒါကျွန်တော်လုပ်ငန်းခွင်မစင်းခင်လုပ်ငန်းခွင်မဝင်မီမှာချောစီလေးတွေကျွေးပေးရမယ်ချောစီလေးတွေထိုးပေးရမယ်ဒီချောစီမပါဘဲနဲ့ပေါ့နော်ဆက်ကို6ကက်ကက်ကြီးနဲ့မောင်းလိုက်မယ်ဆိုရင်တော့ဒါအခုအလွန်ကဲပြီးတော့ဒါဘောစီကြီးကြေပြီးတော့ဒါကွဲအပ်သွားတယ်ခင်ဗျဟုတ်ကဲ့ပါကွဲထွေဒါရိုဂျီခုံမှာတုံးတဲ့ joint တန်ဒီ video shape တွေအစ်စ်လဲတော့မယ်ဆိုရင်ဒီအရှိအတိုင်းတာတွေနဲ့ချက်ချစ်ကဲ site မှန်ဖို့ဘယ်လောက်အရေးကြီးလဲဆိုတာအခုတော့ရှင်းရှင်းလင်းလင်းသိသွားပါပြီဒါမိသက်မြောက်ကိုစိတ်ချလက်ချင်နဲ့ဖြည့်ချပေးတဲ့ကိုရဲထုတ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါထုံးစံအတိုင်းကွဲထွေအနေနဲ့လည်းစကားလက်ဆောင်လေးပြောပေးပါဦးရှင်ဟုတ်ကဲ့ပါကျွန်တော်ဒါ video shot တွေရဲ့အရှိအတိုင်းတာကို picture လေးတိုင်းပေးပါဒါချက်ချီကက်တွေကိုချောစီပုံမှန်လေးကျွေးပေးပါအားလုံးပဲလုပ်ငန်းခွင်အဆင်ပြေကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာရည်သွေးကောင်းမွန်အောင်ဆက်မွန်